နိဗ္ဗာန်ကျွမ်းမြော်နှိုးဆော်ပန်လေးပြီးမှလူနဲ့မြမတတဝအပေါင်းကောင်းမှုတူစွာအကြောင်းပြုစေတနာနှိုးဆော်ဒီတစ်ချက်လေးပါနှိုးဆော်ပန်လေးပြီးမှကြားရသူစိတ်ဝင်မှာနှလုံးစိတ်ဝဲအေးချမ်းကြစေမှာသဗ္ဗနာပန်းလို့ပွင့်လင်းလို့ဝေဖြာစစူးလေးရတောင်းချမှာတိရဝရပုထဘာသာဒါနသီလပြုကြဘာဝနာဒါနသီလပြုကြဘာဝနာတိရဝရပုထဘာသာမြတ်ဗုဒ္ဓအမှုတော်တန်ခါတော်ရှင်သူမြတ်တို့ဟောကြားဒေသနာပွားများကနာကြားစီဘူးရာတရားနာကြွကြပါတရားနာကြွကြပါမလန်းဖူလန်းနိဗ္ဗာန်ကျွမ်းမြော်နှိုးဆော်ပန်လေးပြီးမှလူနဲ့မြမတတဝအပေါင်းကောင်းမှုတူစွာအကြောင်းပြုစေတနာနှိုးဆော်ဒီတစ်ချက်လေးပါနှိုးဆော်ပန်လေးပြီးမှကြားရသူစိတ်ဝင်မှာနှလုံးစိတ်ဝဲအေးချမ်းကြစေမှာသဗ္ဗနာပန်းလို့ပွင့်လင်းလို့ဝေဖြာစစူးလေးရတောင်းချမှာတိရဝရပုထဘာသာဒါနသီလပြုကြဘာဝနာဒါနသီလပြုကြဘာဝနာတိရဝရပုထဘာသာမြတ်ဗုဒ္ဓအမှုတော်တန်ခါတော်ရှင်သူမြတ်တို့ဟောကြားဒေသနာပွားများကနာကြားစီဘူးရာတရားနာကြွကြပါတရားနာကြွကြပါမလန်းဖူလန်း